coffee တောက်ဖို့လာတာဘီယာတောက်ပြီးပြန်ရမယ့်အချိန်လေးဖြစ်နေပြီနာမည်က memory ဆိုတော့ဒီနေ့လာပြီးတော့ဘာတွေစားခဲ့ဘာတွေတောက်ခဲ့လဲဆိုတာတော့ memory ထဲမှာကောင်းကောင်းသိမ်းထားရမှာပေါ့ဆိုင်ကိုရောက်ချိန်ကြည့်လိုက်တော့ coffee shop vibe လေးနဲ့ကိုစီဖြစ်တဲ့အဲကွန်းလေးနဲ့အေးအေးဆေးဆေးထိုင်လို့ရတယ်ဆိုင်ကနှစ်ထပ်ရှိပြီးကျမတို့ထိုင်ခဲ့တာကတော့အပေါ်ထဲမှာပါဒီနေ့တော့ coffee လေးတောက်ပြီးတော့အေးဆေးပြန်မယ်ဆိုပြီးတော့ဝင်လာခဲ့တာဒီ new ကြည့်လိုက်တော့coffee အပြင်တောက်စရာတွေကလည်းရွေးချယ်စရာတွေရှိတယ်ကော်တေးလေးတွေလည်းရှိတယ်ပြီးတော့ဘီယာလည်းရတယ်ရှင်တောက်စရာလေးတွေကတော့အစုံပဲဒါပေမဲ့ဝါရင်ဆိုတော့ coffee နဲ့ပဲချိခဲ့ကြပါတယ်စားတောက်လေးတွေလည်းမှာစားရင်တငယ်ချင်းတွေနဲ့စကားပြောရီလိုက်စားလိုက်နဲ့အချိန်ကဘလို့ကုန်သွားမှန်းကိုမသိတော့ပြီးတော့ memory coffee bar ရဲ့ဒီမှာကြိုက်ဆုံးအချက်ကညနေဘက်ဆိုလို့ရှိရင်သူကအောက်ထပ်မှာ amplet လေးရှိတယ် live music ကြီးမမဟုတ်ဘဲနဲ့အသေးစားလေးဆိုတော့ပို့ပြီးတော့ chill ဖြစ်တယ်ပေါ့နော်အဲကွန်းလေးနဲ့အေးဆေးထိုင်တချင်းလေးနားထောင်စားစရာလေးစားတောက်စရာလေးတောက်အလုပ်တွေ stress တွေနဲ့ဘဝကြီးကိုခဏ amplet လုပ်ထားလို့ရတယ်တခါတလေလူတွေကဘာလုပ်ရမလဲဆိုပြီးတော့စဉ်းစားနေကြတယ်ပေါ့နော်ကျမတော့ရိုးရိုးလေးပဲ coffee bar လေးသွားစားတောက်တချင်းလေးနားထောင်ပြီးဘဝကိုပြန်ဆက်အထူးသဖြင့်ညနေပဲတငယ်ချင်းတွေနဲ့ဟန်အောင်လုပ်ချင်တဲ့သူတွေ daily လုပ်ချင်တဲ့သူတွေဒါမှမဟုတ်တနေ့တာ stress တွေကိုခဏမေ့ချင်တဲ့သူတွေအတွက်တော့ဒီလိုနေရာလေးကကြော်တော့အဆင်ပြေပါတယ်နေကင်းဘက်ဆိုရင် coffee shop ညနေဘက်ဆိုရင်ချီပါပြီးတော့အောက်ထပ်မှာ amplet လေးပါရှိတော့ memory coffee bar ကတဆိုင်နဲ့ plan B တွေအများကြီးရှိရဆိုင်လို့တော့ပြောလို့ရပါတယ်။ခဲကျမကတော့ coffee တောက်ဖို့လာပြီးတော့ဘာတွေစားပြီးဘာတွေတောက်ခဲ့လဲဆိုတာကို memory ထဲမှာတော့တင်ထားလိုက်ပါပြီ။ memory coffee bar ကိုရောက်ဖူးတဲ့သူတွေကတော့ coffee person လား coffee person လား beer person လားလို့ comment မှာပြောခဲ့ကြပါအောင်နော်။နောက်ဗီဒီယိုတွေမှာပြန်တွေ့မယ်နော်။